အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Forever Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းဟာဒါဝင်နူညက်စ်အတွက်ကမ်းလှမ်းမှုတစ်စုံတရာမှမရသေးပါဘူးလီဗာပူးအသင်းကသူ့ကိုယခုအပြောင်းရွှေ့မှာရောင်းထုတ်ဖို့စဉ်းစားထားပြီးအစားထိုးတိုက်စစ်မှုတဦးလည်းခေါ်ယူသွားဖို့ရှိနေပါတယ်ဒါပေမဲ့နူညက်စ်ကိုခုချိန်ထိကမ်းလှမ်းလာတဲ့အသင်းမရှိတာကြောင့်ဘယ်သူမှမလိုချင်ဘူးဆိုပြီးစိုးရိမ်နေတယ်လို့အသင်းရဲ့အတွင်းပိုင်းသတင်းတွေသိရပါတယ်လီဗာကူဆင်နဲ့ဂျေရိုခွန်ဇာအပြောင်းရွှေ့သဘောတူညီမှုရရှိလီဗာကူဆင်နဲ့ဂျေရိုခွန်ဇာတို့အကြားအပြည့်အစုံသဘောတူညီမှုရရှိခဲ့ပါပြီ Sky Sports ရဲ့ဖော်ပြချက်အရလီဗာကူဆင်နဲ့လီဗာပူးတို့ဟာဆွေးနွေးမှုတွေအများကြီးလုပ်ထားပြီးသားဖြစ်ပြီးအသေးစိတ်ကိုရှင်းလင်းဖို့ပဲလို့တော့တာပါရဲ့အနှဲငယ်ကလေးကတီးတန့်ဖော်ပြခဲ့တယ်လို့အသက်22နှစ်အရွယ်ဗဟိုနောက်ခံလူခွန်ဇာဟာလီဗာကူဆင်ရဲ့အဓိကပြစ်မှတ်ဖြစ်ခဲ့တာပါအခုဆိုရင်အပြောင်းရွှေ့ဖြစ်မြောက်ဖို့နှိစက်နေပြီလို့သိရပါတယ်ကာကတ်စ်လီဗာပူးတို့ပြောင်းရွှေ့တော့မီမေလကတည်းကစီစဉ်ထားတဲ့အတိုင်းကလပ်အသင်းတွေကြားသဘောတူညီမှုအားလုံးရရှိခဲ့တာကြောင့်ဖုံးမောက်နောက်ခံလူကာကတ်စ်ဟာလီဗာပူးအသင်းကိုပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ပြောင်းရွှေ့ကြေးပေါင်40တန်းဖြစ်ပြီးရေရှည်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီးလာမယ့်ရက်အနည်းငယ်အတွင်းမှာဆေးစစ်မှုခံယူသွားမယ်လို့သိရပါတယ်။မာတင်ဇူဘီမန်ဒီအာဆင်နယ်တို့ပြောင်းရွှေ့ရန်စာရွက်စာတမ်းများအားလုံးပြီးစီးအာဆင်နယ်အသင်းနဲ့ Real Sociedad အသင်းတို့ဟာမာတင်ဇူဘီမန်ဒီရဲ့ပြောင်းရွှေ့ရေးအတွက်စာရွက်စာတမ်းအားလုံးကိုအပြီးသတ်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဇူဘီမန်ဒီဟာလန်ဒန်မှာသူ့ရဲ့ပြောင်းရွှေ့မှုအတွက်တရားဝင်လုပ်ထုံးလုပ်နည်းတွေကိုအပြီးသတ်ဆောင်ရွက်ခဲ့ပြီးသူဟာအာဆင်နယ်အသင်းရဲ့နွေရာသီပထမဆုံးခေါ်ယူမှုဖြစ်လာပါလိမ့်မယ်။ပြောင်းရွှေ့ကြေးဟာယူရို64တန်းကနေ65တန်းကျရှိပြီးအရေးကြပေးချေသွားမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မန်ယူဖန်တွေပျော်စေမဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ် Sky Idol ရဲ့ဖော်ပြချက်အရမိုနာကိုအသင်းဟာမန်ချက်စတာယူနိုက်တက်ဂိုးသမားအန်ဒရီအိုနာနာကိုစိတ်ဝင်စားနေပြီးဖြစ်နိုင်ခြေရှိတဲ့ကမ်းလှမ်းမှုတစ်ခုလုပ်ဖို့စီစဉ်နေတယ်လို့သိရပါတယ်19အသင်းဖန်တွေအတွက်ကတော့ဝမ်းနည်းစရာသတင်းပါပဲအားကစားသတင်းတွေနားထောင်ရတာကြိုက်နှစ်သက်တယ်ဆို channel လေးကို subscribe လုပ်ပေးသွားဖို့တောင်းဆိုပါတယ်ခင်ဗျာ